ကဲဖဲလကွန်မစောတော့မလျှော်တော့ဇွဲလုံးလားနဲ့ဒီပွဲတွေတဲ့ over လိုက်ရိုက်မလျှော်တော့ဇွဲလုံးလားကောင်းစစ်ကီးပါ okay မိုက်သွားပြီအဲ့ပက်က Terra Blade 4နော် Marana 5အကုန်လုံး Stone Swift ဖူတွေကြီးပဲ Nature Prophet လည်းထုံးနေလောက်အောင်ပဲ Stone Swift ဖူတွေမိုက်သွားပြီ Game 1 Falcon ကျုံးနိုင်ကောင်းကဲကွာလား Game 1ကို Falcon လေးနဲ့စလိုက် Game 1 ခဲ့ပြစ်ကြိုက်လို့ပတ်တကောင် control တယ်ဆိုပေမဲ့လေ KB လောက်ရဝိုင်းပြီးပြီ easy နောက်မှ mana ပေးမဲ့ကောင်လည်းရှိတယ်ဘုန်းနဲ့ကဲပလန်ဘယ်ကောင်ကတော့ဆောက်ပေါ်မလုပ်တော့ပါဘူးအမကဘာဝင်လောက်တာဘာဝင်လောက်တာကွန်ရဲ့အများကြီးမျောလင်းထားတာဘာလို့ပြနေရတော့ဒီနေ့ကဟုတ်ဝေတဲ့နေ့လားမသိဘူးကြည့်အောင်စကြည့်တဲ့ကအချိုးမပြေဘူးဖယ်ကွန်ကအာဒီကကောင်အထည့်ရဲ့နော်တဲ့မပြောချင်တော့ပါဘူးဗျာစတောင်းစပစ်ကီးပါကိုယုံလိုက်တာဟောက်တလွဲတွေကြီးပဲလုံနေတယ်ဒီကောင်ခေါ်လိုက်အောင်နောက်တစ်ကောင်ခေါ်လိုက်အောင်နှစ်ကောင်လည်းမလောက်ဘူးနောက်တစ်ကောင်ခေါ်လိုက်ပါဆိုကြည့်အမှစောက်တလွဲတွေကွာကြည့်အမဆောက်တလွဲတွေကွာနောက်တစ်ကောင်ခေါ်လိုက်ပါအောင်ဆိုတေးကြအမှတေးကြဟိုသတင်းကွာမိကွာတော်သေးအောင်မသေးဘူးသေးအော်တေးသွားပြီအော်မဲလိုမင်းကလည်းဘန်နာက0ကတ်နေပြီဗမာလည်းကီးပါအကီရိုလည်းရှော့ဟာဒီလိုရိုက်တယ်နော်အေးလဲအမလဲတပ်ပလိုက်တခါလေအဲ့ကောင်ကျော်အခိုင်ကမတက်ရက်ကြည့်နေဘေးမှာAtos Aero ဟုတ်တယ်ဗျာဟိုဘက်ကလေးရိုက်ခွေးရိုက်နေတာအဲ့ Keeper Sound Street ဒွန်းကွာအဲ့၃ကောင်ကစော်ပြီးရပါအဲ့မှာ Keeper Sound Street ကဆောက်တလဲလုံနေတော့Aero ထိတယ်ပြောပါတယ်ဗျဒီခေါ်လိုက်ပါတော့ရွေးရှင် over ထဲ့မိရင်လည်းရှုံးပါကွာမထူးဒီနေ့ကကိုဘာထဲ့ခြင်းလဲဆိုတာအရင်ကိုမေးပြီးတော့ဘက်ကန်ရပဲနော်ကိုဘာထဲ့ခြင်းလဲကိုအရင်မေးလိုက်ပြီးရင်ဘက်ကန်ချလိုက်စကီတာကြံခဲ့ပြီကျော်ဒီတိုင်းနဲ့ယာတိုရိုတဲ့ individual လူပူကြိုက်တယ်နှစ်ယောက်လုံးကြိုက်တယ်ယာတိုရိုနည်းနည်းပူကြိုက်
။တင်းကြီးမှာစူရေးလောက်သူတို့ပါပတ်ထားပြီးအရှုံးပေးလိုက်ရတာရှိလား။သူတို့တော့တေချာတော့စူရေးထက်တောင်ကြတော့။ရှိတာဗော။အဲ့လိုဖြစ်စင်နေတာရှိတာဗော။ You just have to say that you're fine when you're not really fine, but you just can't get into it because they would never understand.